မယိုသားချင်းကောက်ကျစ်ချင်းရဲ့အပြစ်အနာစာကိုထင်ထင်ရှားရှားပြဖို့အတွက်ဒီရွယ်ကုန်တဲ့ကိုများသောအဖြစ်ပြောကြတာပေါ့ဒါပေမဲ့လို့မြတ်စွာဘုရားဟောထားတာကအဲ့ဒီရွယ်ချင်းနဲ့ဟောထားတာမဟုတ်မြတ်စွာဘုရားရွယ်ကုန်တဲ့ဇက်ကိုဟောထားခြင်းရဲ့ရည်ရွယ်ချက်ကရရှိလာတဲ့အခွင့်အရေးကိုအသုံးမချတတ်လို့လွဲသွားမယ်ဆိုရင်တော့နောင်တနဲ့ကြီးစွာပူပန်ရလိမ့်မယ်ဆိုတာကိုအဓိကထားပြီးတော့မြတ်စွာဘုရားဟောတာဟောခြင်းရဲ့အကြောင်းကိုလေ့လာကြည့်မယ်ဆိုရင်သိနိုင်တယ်ပေါ့ဘာကြောင့်ဟောတာတုံးဆိုတော့မြတ်စွာဘုရားလက်ထက်ကယဟန်တစ်ပါးကတော့တရားအထုတ်မယ်ဆိုပြီးတော့တောဝင်တယ်တောထွက်တယ်ပေါ့ဗျာအဲ့ဒီမှာအထုတ်ရင်းနဲ့ဝရိယလျှော့ပြီးတော့ငါကတော့ဒီဘဝမဉ္ဇဉ်ဖွဉ္ဇဉ်ကိုရနိုင်မဲ့အနေအထားမရှိတော့ပါဘူးဆိုပြီးတော့ပြန်လှည့်လာပြီးတော့ဒီလိုပဲနေတယ်အဲ့ဒီမှာသူ့ရဲ့တရင်ကိုမြတ်စွာဘုရားကကြားလို့အဲ့ဒီယဟန်ကိုခေါ်ပြီးတော့သင်ဟာဝရိယကိုလျှော့တယ်လို့ကြားတယ်အဲ့တော့ယဟန်တော်ကလည်းဟုတ်ကြောင်းပါလို့ရှောက်ရတာပေါ့အဲ့ဒီမှာမြတ်စွာဘုရားဝရိယကိုမလျှော့နဲ့ဝရိယကိုလျှော့လို့ဒီတရားအထုအမြတ်နဲ့လွဲမယ်ဆိုလို့ရှိရင်ဟိုတုန်းကရွှေခွက်